လုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်မဲဘုံမှာပထမဆုံးမွေးထိုင်းအင်တာကလပ်ထိုးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်တကယ်တော့သူထိုးရမှာကျွန်တော်ကသူ့စင်းပေးတာညာပြီးခေါ်တာ Could you please say hi Yeah. How we going? and say Pamis and မင်္ဂလာပါ Minglaba. သူကလည်းကျွန်တော်တို့ကလပ်ကပါပဲဒီနေ့သူလည်းထိုးအောင်ပါသူလည်း nervous ဖြစ်နေတဲ့အကြောင်းပြောနေတော့ပြီးတော့မှတကယ်ပြဿနာလာကျွန်တော်မှာစစ်စီအောင် glass မရှိသလိုလို့ဘောကလည်းမပါဘူးနော်အဲကျွန်တော် reservation ကတယောက်ရှိကျွန်တော်သွားငှားနေကျွန်တော်အားလုံးသူတို့ provide လုပ်မယ်လို့ထင်တော့ဒါပေမဲ့အဲ့လိုပွဲတွေကလည်းများတော့အဲ့လိုကိုပစ္စည်းကိုယူလာပြီးတော့လုပ်အောင်ပေါ့နော်ဂျင်မာဝယ်ဖို့ကလည်းအဲ့နေရပဲအဲ့ဘောကတွေအကုန်လုံးရောင်းထုတ်သွားတယ်ဒါကတော့ပွဲမစခင်မိကုံပြောနေဖြစ်ပါတယ်ပြီးတော့ကျွန်တော်အရန်သဘောကျတာပြိုင်မဲ့ fighter တွေအားလုံးကအဲ့ဒီနေ့မှာပဲဝိတ်ချင်တာเนาะဘာဖြစ်လို့လဲဆိုတော့တကယ်ပြိုင်ပွဲတွေမှာလို့ weight စီးယူပြီးထိုးတာမျိုးတွေပါဖြစ်မှာဆိုလို့เนาะကျွန်တော် 68kg မှာထိုးတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာလက်ဝိတ်ထိုးတော့ 80kg မှာထိုးတာပေါ့เนาะဒါပေမဲ့ကျွန်တော်ဒီမှာ 80kg မှာထိုးရင်ဒီကကောင်ကအရက်တွေနဲ့ခြေတံလက်တံတွေနဲ့ကျွန်တော်အဆင်မပြေတော့ဘူးလို့ခရီးထားမိလို့ပေါ့เนาะစစ်စီအောင် club မရှိလို့ဒီမှာရမှာဒီတယောက်ကတော့ကျွန်တော်နဲ့ထိုးမဲ့တယောက်ပါဒါတော့မထိုးခင်ကိုယ့်အကို one map လုပ်နေရတာပါပြီးတော့ကျွန်တော်အကြိုက်မဆောင်လိုက်ပါဘူးကျွန်တော်ကပွဲစဉ်နံပါတ်4ဆိုတော့it was a great experience ပါအဲ့ဒါအများကြီးကြိုးစားဖို့လိုပါတယ်